ဒီဗီဒီယိုတွင်မှာအိုင်းစတိုင်းရဲ့ကလေးဘဝကနေကဘာကျော်ပညာရှင်ဖြစ်လာပုံ1952ခုနှစ်မှာအစ္စရေးနိုင်ငံရဲ့တမန်ရာထူးကိုကမ်းလှမ်းခံခဲ့ရပေမဲ့နိုင်ငံရေးဆိုင်ရာစွမ်းရည်နဲ့အတွေ့အကြုံမရှိခြင်းကြောင့်ညှင်းပယ်ခဲ့ပါတယ်အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ကမ္ဘာသမိုင်းရဲ့အကြီးကျယ်ဆုံးသိပ္ပံပညာရှင်နှိုင်းရ theory လို့ခေါ်တဲ့ theory of relativity ကိုဖော်ထုတ်ခဲ့သူသူ့ရဲ့ပုံရိပ်ကိုဉာဏ်ကြီးရှင်ဆိုတဲ့ဝါဟာရနဲ့တစ်ထက်ထဲမှတ်ယူကြရတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကိုအသေးစိတ်ဖော်ထုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်သူကတော့ Albert Einstein ပဲဖြစ်ပါတယ် Einstein ဟာ E = mc² လို့ဆိုလိုက်တာနဲ့လူတိုင်းသိနေတဲ့သပင်ဖွာလန်ကျဲနဲ့မျက်နှာပြောင်ပြောင်ပုံစံရှိတဲ့ပညာရှင်ကြီးတဦးပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဘဝဟာကျွန်တော်တို့သိတဲ့ယူဝဗေဒ theory ထက်ပိုမိုရှုပ်ထွေးနေနေပြီးစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီအကြောင်းတွေကိုဒီဗီဒီယိုတွင်မှာအိုင်းစတိုင်းရဲ့ကလေးဘဝကနေကဘာကျော်ပညာရှင်ဖြစ်လာပုံသူ့ရဲ့ထူးခြားတဲ့ theory နဲ့ကဘာရေးရာပေါ်ထားရှိတဲ့သဘောထားအမြင်တွေအထိအခန်းကဏ္ဍအလိုက်ခွဲခြားတင်ပြပေးသွားမှာဖြစ်ပါတယ် Albert Einstein ကို1989ခုမတ်လ14ရက်နေ့မှာဂျာမနီနိုင်ငံမှာမွေးဖွားခဲ့ပါတယ်သူ့ရဲ့မိဘတွေကပုံမှန်ဂျူးလူမျိုးအလက်တန်းစားမိသားစုတွေပဲဖြစ်ပါတယ်ဖခင်ဖြစ်သူ Hermann Einstein ဟာလျှက်စစ်ထုတ်လုပ်တဲ့လုပ်ငန်းကိုလုပ်ကင်ခဲ့ပါတယ်ကလေးဘဝတုန်းက Einstein ဟာစကားပြောနောက်ကျပြီးငြိမ်သက်တဲ့ကလေးတဦးဖြစ်တာကြောင့်မိဘတွေကစိုးရိမ်ခဲ့ကြဘူးပါတယ်ဒါပေမဲ့အသက်9နှစ်အရွယ်မှာသူ့ဖခင်ပေးခဲ့တဲ့တန်လိုက်အိမ်မြောင်လေးကသူ့ရဲ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်မမြင်နိုင်တဲ့စွမ်းအားတစ်ခုကအကိုလှက်ပတ်နေတယ်ဆိုတဲ့အချက်ကသူ့ကိုအလွန်ဆွဲဆောင်နိုင်ခဲ့ပြီးသိပ္ပံပညာပေါ်စတင်စူးစမ်းစိတ်ဝင်စားမှုဖြစ်ပေါ်လာစေခဲ့ပါတယ်စာသင်ကျောင်းမှာတော့အိုင်းစတိုင်းဟာစီကံတင်းကျပ်တဲ့ကြက်မှတ်သင်ကြားမှုပုံစံကိုမနစ်သက်ခဲ့ပါဘူးသူဟာကိုယ့်ဘာသာစူးစမ်းလေ့လာရတာကိုပုံမှုသဘောကျခဲ့ပါတယ်အထူးသဖြင့်သင်္ချာနဲ့ယူဝဗေဒကိုစိတ်ဝင်စားခဲ့ပြီးတော့အသက်12နှစ်လောက်မှာပဲယူကလစ်ရဲ့ geometry စာအုပ်ကိုတန်းရှင်းသောစာအုပ်ငယ်လို့တင်စားခေါ်ခဲ့ပါတယ်1895ခုနှစ်မှာဇူရစ်မြို့ရှိဆွစ်ဇာလန် Federal Polytechnic ဝင်ခွင့်စာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့ရမှာသိပ္ပံဘာသာရပ်တွေမှာအောင်မြင်ခဲ့ပေမဲ့တခြားဘာသာရပ်တွေမှာကြာရှုံးခဲ့ပါတယ်ဒါကြောင့်ပဲဆွစ်ဇာလန်နိုင်ငံအာရောင်မြို့မှာရှိတဲ့ကျောင်းမှာအထက်တန်းပညာကိုဆက်လက်သင်ယူခဲ့ရပြီးနောက်တစ်နှစ်မှာဂျာမန်နိုင်ငံသားအဖြစ်ကနေစွန့်လွတ်ခဲ့ပါတယ်1900ခုနှစ်မှာတော့ဆွစ်ဇာလန်နိုင်ငံသားအဖြစ်လက်ခံရရှိခဲ့ပါတယ်နောက်ဆုံးမှာသူဟာဇူရစ်ပိုလီတက္ကနစ်ကျောင်းကနေ1900ပြည်နှစ်မှာယူဝဗေဒနဲ့သင်္ချာဆရာအဖြစ်ဒီပလိုမာကိုရရှိခဲ့ပါတယ်ဒါပေမဲ့ကျောင်းပြီးတဲ့အခါမှာသူ့ရဲ့တမူထူးခြားတဲ့စဉ်းစားပုံကြောင်းပဲလားမသိအချိန်ပြည့်ယာရုကောင်းကောင်းရဖို့ရုန်းကန်ခဲ့ရပါတယ်ပညာရေးပြီးဆုံးပြီးတဲ့နောက်အိုင်းစတိုင်းဟာဆွစ်ဇာလန်နိုင်ငံဘန်မြို့မှာရှိတဲ့မူပိုင်ခွင့်ရုံးမှာစရိတ်အဖြစ်အလုပ်ရခဲ့ပါတယ်သူဟာမူပိုင်ခွင့်ဆိုင်ရာရှောက်လွှာတွေကိုစစ်ဆေးရေးနဲ့ပုံနေတဲ့အချိန်တွေမှာတော့သူ့ရဲ့ယူဝဗေဒဆိုင်ရာအနက်ရှိုင်းဆုံးစိတ်ကူးတွေကိုလေ့လာနေခဲ့ပါတယ်အဲ့ဒီအချိန်ဟာသူ့ရဲ့ပထမဆုံးဇနီးသည်ဖြစ်လာမယ်ဆာဗီယာလူမျိုးယူဝဗေဒကျောင်းသူမာလီဘာမာရစ်နဲ့တွေ့ဆုံခဲ့တဲ့ကာလလေးဖြစ်ပါတယ်သူတို့နှစ်ဦးဟာ1903ခုနှစ်မှာလက်ထပ်ခဲ့ပြီးသားသမီး3ဦးရရှိခဲ့ပါတယ်အိုင်းစတိုင်းရဲ့ဘဝမှာအထင်ရှားဆုံးနှစ်ကတော့1905ခုနှစ်ပဲဖြစ်ပါတယ်အဲ့ဒီနှစ်ကထူးခြားတဲ့နှစ်ဖြစ်တယ်လို့ယူဝဗေဒသမိုင်းမှာမှတ်တမ်းတင်ထားပါတယ်အိုင်းစတိုင်းဟာဒီနှစ်တစ်နှစ်ထဲမှာကမ္ဘာယူဝဗေဒကိုပြောင်းလဲစေမဲ့သုတေသနစာတမ်း၄ဆောင်ကိုထုတ်ဝေခဲ့ပါတယ်ဒီစာတမ်းတွေကတော့နံပါတ်1 photo electric effect လို့ခေါ်တဲ့အလင်းဟာအမုံစွမ်းအင်အဖြစ်အလုပ်လုပ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်ဒီအတွက်ကြောင့်ပဲသူဟာ1921ခုနှစ်မှာယူဝဗေဒဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့ပါတယ်နံပါတ်2ကတော့ Brownian motion လို့ခေါ်တဲ့အမောမွားများအရည်ထဲမှာမမကန်ရွေးရှားမှုကိုရှင်းပြပြီးအတန်တွေဟာတကယ်ရှိကြောင်းလက်တွေကြကြသက်သေပြနိုင်ခဲ့ပါတယ်နံပါတ်3ကတော့ special theory of relativity ဖြစ်ပါတယ်အလင်းရဲ့အလင်းဟာစကြဝဠာမှာအမြဲတမ်းတည်ငြိမ်ပြီးမပြောင်းလဲနိုင်တဲ့အလင်းဖြစ်ကြောင်းရွေးရှားနေတဲ့အရာဝတ္ထုတွေအတွက်အချိန်နဲ့အကွာအဝေးဟာပြောင်းလဲနိုင်ကြောင်းတင်ပြခဲ့ပါတယ်နံပါတ်4ကတော့ကမ္ဘာအကျော်ကြားဆုံး formula ဖြစ်လာမဲ့ E = mc² ကိုဖော်ထုတ်ခဲ့ပါတယ်သူဟာဓာတ်ထုနဲ့စွမ်းအင်ဟာတခုတည်းသောအရာရဲ့ပုံစံ2မျိုးဖြစ်ကြောင်းပြသခဲ့ပါတယ်ဓာတ်ထုအနည်းငယ်ကိုစွမ်းအင်အများများဖြစ်ပြောင်းလဲနိုင်ပါတယ်ဒီစာတမ်းတွေဟာအသက်26နှစ်အရွယ်မူပိုင်ခွင့်ရုံးစရေးလေးတဦးကရေးသားခဲ့တာပါဆိုရင်မိတ်ဆွေတို့ဘလောက်အံ့ဩသွားမလဲဒီလိုကြီးမားတဲ့သိပ္ပံရှာဖွေတွေ့ရှိမှုတွေကိုစာရေးစပွဲပေါ်ကနေပဲအိုင်းစတိုင်းကဖန်တီးခဲ့တာပဲဖြစ်ပါတယ်1905ခုနှစ်နှောင်းပိုင်းမှာအိုင်းစတိုင်းရဲ့နာမည်ဟာသိပ္ပံပညာလောကမှာတဖြည်းဖြည်းထင်ရှားလာခဲ့ပါတယ်သူဟာဇူရစ်တက္ကသိုလ်ဘရက်တက္ကသိုလ်နဲ့နောက်ဆုံးမှာဘာလင်တက္ကသိုလ်တို့မှာပါမောက္ခရာထူးတွေကိုရရှိခဲ့ပါတယ်1915ခုနှစ်မှာတော့သူဟာသူ့ဘဝရဲ့အကြီးကျယ်ဆုံးလက်ရာဖြစ်တဲ့
General Theory of Relativity ကိုအပြီးသတ်ဖော်ထုတ်နိုင်ခဲ့ပါတယ်စွမ်းငင်အားကိုနယူတန်လိုအားတစ်မျိုးအဖြစ်မမြင်ပဲဓာတ်ထုရှိတဲ့အရာဝတ္ထုတွေကအချိန်ရက်ဝန်းစပေတိုင်းကိုကွင်းညွတ်စေခြင်းဖြစ်ပေါ်လာတဲ့အကျိုးဆက်အဖြစ်ရှင်းပြခဲ့ပါတယ်ဒါဟာစကြဝဠာကိုကျွန်တော်တို့မြင်နေတဲ့ပုံကိုလုံးဝပြောင်းလဲပစ်လိုက်တာလည်းဖြစ်ပါတယ်ဒီ theory ကိုဘယ်လိုစမ်းသပ်အတည်ပြုခဲ့သလဲဆိုရင်1919ခုနှစ်ပြည်တိန်နက္ခတ္တဗေဒပညာရှင်အာသာအက်ဒဆင်ကဦးဆောင်တဲ့အဖွဲ့ကနေကျက်တဲ့အချိန်မှာစမ်းသပ်လေ့လာခဲ့ကြတာပဲဖြစ်ပါတယ်အိုင်စတိုင်းရဲ့ခန့်မှန်းထားခဲ့တဲ့အတိုင်းပဲနေနာကဖြစ်သွားတဲ့ခြေတွေရဲ့အလင်းဟာနေရဲ့ဆွဲအားကြောင့်အချိန်ရက်ဝန်းကွင်းညွတ်မှုအပေါ်မူတည်ပြီးလမ်းကြောင်းပြောင်းသွားတာကိုအထင်နဲ့ရဲ့လေ့လာမှုကသက်သေပြခဲ့ပါတယ်ဒီလိုနဲ့ပဲအဘတ်အိုင်စတိုင်းဟာချက်ချင်းလိုကဘာကျော်ပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့ပါတယ်သူ့ရဲ့ဓာတ်ပုံတွေဟာသတင်းစာခေါင်းစည်းတွေပေါ်မှာရောက်လာခဲ့ပြီးသူ့ရဲ့ theory ဟာသိပ္ပံပညာရဲ့နယ်နိမိတ်ကိုကျော်လွန်ပြီးလူတိုင်းစိတ်ဝင်စားတဲ့ခေါင်းစဉ်ဖြစ်လာခဲ့ပါတယ်ဒီအချိန်တွင်းမှာပဲသူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝဟာလည်းအပြောင်းအလဲတွေရှိလာခဲ့ပါတယ်သူ့ရဲ့ပထမဇနီးမာလီဘာနဲ့1919ခုနှစ်မှာကွာရှင်းခဲ့ပြီးအဲ့ဒီနှစ်မှာပဲသူ့ရဲ့ဝမ်းကွဲညီမတော်ဆက်သူအက်ဆာလိုဝန်တန်နဲ့ထပ်မံလက်ထပ်ခဲ့ပါတယ်1920ပြည့်နှစ်တွေမှာဂျာမနီနိုင်ငံရဲ့နိုင်ငံရေးအခြေအနေဟာတင်းမာလာခဲ့ပါတယ်ဂျူးလူမျိုးဖြစ်တဲ့အက်ဘတ်အိုင်စတိုင်းဟာနာဇီပါတီရဲ့ပြစ်မှတ်ထားခြင်းကိုခံခဲ့ရပါတယ်သူ့ရဲ့ဂျူးယူဘဗေဒဟာဂျာမန်ယူဘဗေဒကိုဖျက်ဆီးခဲ့တယ်ဆိုပြီးဝါဒဖြန့်ချီတာတွေရှိလာခဲ့ပါတယ်1933ခုနှစ်မှာအဒေါ့ဟစ်တလာအာဏာရလာတဲ့အခါအိုင်စတိုင်းဟာဥရောပကိုခရီးထွက်နေတုန်းမှာပဲဂျာမနီနိုင်ငံသားအဖြစ်ကနေဆွန့်လွတ်လိုက်ပြီးဇာတိနိုင်ငံကိုဘယ်တော့မှမပြန်တော့ဘူးဆုံးဖြတ်ခဲ့ပါတယ်သူဟာမိသားစုနဲ့အတူအမေရိကန်ပြည်ထောင်စုကိုပြောင်းရွှေ့ခဲ့ပြီးနယူးဂျာစီပြည်နယ်ပရစ်စတန်မြို့ရှိအဆင့်မြင့်လေးလာရေးဌာနမှာပါမောက္ခဖြစ်လုပ်ကင်ခဲ့ပါတယ်အမေရိကန်မှာအိုင်စတိုင်းဟာစကြဝဠာအကြောင်းကိုဖော်ထုတ်ဖို့ကြိုးပမ်းရင်းသူ့ဘဝရဲ့ကျန်ရှိနေတဲ့နှစ်တွေကိုကုံဆုံးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဒီမှန်းချက်ကတော့မအောင်မြင်ခဲ့ပါဘူးဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ1939ခုနှစ်မှာသူဟာဟန်ဂေရီယူဘဗေဒပညာရှင်လီယိုစီလာနဲ့ပူးပေါင်းပြီးအမေရိကန်သမ္မတထံကိုစာတစ်စောင်ပေးပို့ခဲ့ပါတယ်အဲ့ဒီစာထဲမှာဂျာမနီကအတန်ဖုံးကိုတီထွင်နိုင်ခြေရှိကြောင်းနဲ့အမေရိကန်အနေနဲ့ဒီလိုလက်နက်မျိုးကိုကြိုတင်ပြီးစတင်လေ့လာသင်ကြောင်းတတိပေးခဲ့ပါတယ်ဒီစာဟာမန်ဟန်တန် project ကိုစတင်ဖို့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်လာခဲ့ပါတယ်အိုင်စတိုင်းဟာငြိမ်းချမ်းရေးကိုမျက်နှိုးသူစစ်ဆန့်ကျင်သူတဦးဖြစ်ပေမဲ့သူ့ရဲ့ theory E=mc² ကိုအခြေခံတဲ့နျူကလ িয়ার စွမ်းအင်ဟာကမ္ဘာပေါ်မှာအပြင်းထန်ဆုံးစစ်လက်နက်ဖြစ်လာခဲ့ပါတယ်ဒါဟာဉာဏ်ကြီးရှင်တဦးရဲ့ဘဝမှာရည်ဆိုင်ခဲ့ရတဲ့ကံကြမ္မာရဲ့လှည့်စားမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်အိုင်စတိုင်းဟာ1940ပြည့်နှစ်မှာအမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်သူဟာသူ့ရဲ့သိပ္ပံပညာအပြင်ကမ္ဘာရေးရာလူအခွင့်အရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာလည်းတက်ကြွစွာပါဝင်ခဲ့ပါတယ်သူဟာလူမျိုးရေးခွဲခြားမှုကိုပြက်ပြက်သားသားဆန့်ကျင်ခဲ့သူဖြစ်ပြီးတော့ဝါကာဗာမန်လို့ခေါ်တဲ့ကမ္ဘာအစိုးရတရက်ပေါ်ပေါက်လာရေးကိုထောက်ခံအားပေးခဲ့ပါတယ်1952ခုနှစ်မှာအစ္စရေးနိုင်ငံရဲ့သမ္မတရာထူးကိုကမ်းလှမ်းခံခဲ့ရပေမဲ့နိုင်ငံရေးဆိုင်ရာစွမ်းရည်နဲ့အတွေ့အကြုံမရှိခြင်းကြောင့်ညှင်းပယ်ခဲ့ပါတယ်ဒါပေမဲ့ဂျေရုဆလင်ရှိဟီဘရုတက္ကသိုလ်တည်ထောင်ရေးမှာတော့ပူးပေါင်းပါဝင်ခဲ့ပါတယ်သူ့ရဲ့ယူဘဗေဒဆိုင်ရာအမြင်တွေကတော့နောက်ဆုံးအချိန်ထိထူးခြားနေခဲ့ပါတယ်1955ခုနှစ်ဧပြီလ18ရက်နေ့မှာတော့အသက်86နှစ်အရွယ်အဘတ်အိုင်စတိုင်းဟာနယူးဂျာစီပြည်နယ်ပရစ်စတန်မြို့မှာကွယ်လွန်ခဲ့ပါတယ်ကွယ်လွန်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဉာဏ်ပညာအရင်းမြစ်ကိုရှာဖွေလိုတဲ့ရည်ရွယ်ချက်နဲ့ခန္ဓာဗေဒပညာရှင်တဦးကသူ့ရဲ့ဦးနှောက်ကိုခွင့်ပြုချက်မယူဘဲထုတ်ယူခဲ့တဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်အိုင်စတိုင်းရဲ့အမွေအနှစ်ကတော့သူ့ရဲ့ theory ထက်ပိုမိုနှက်ဆိုင်ပါတယ်သူဟာတီထွင်ဖန်တီးမှုစူးစမ်းလေ့လာမှုနဲ့ပညာရေးအပေါ်စီကံတင်းကျပ်မှုကိုစန့်ကျင်မှုရဲ့ပြရုပ်တစ်ခုဖြစ်ခဲ့ပါတယ်သူကကျွန်တော်တို့ကိုစကြဝဠာကိုအသစ်တဖန်မြင်တတ်အောင်သင်ကြားပေးခဲ့ပြီးဉာဏ်ကြီးရှင်ဆိုတာကိုချင်းတရားနဲ့လူသားချင်းစာနာစိတ်လည်းရှိတဲ့နယ်ဆိုတာကိုပြသခဲ့ပါတယ်ဒီကနေ့မှာတော့အဘတ်အိုင်စတိုင်းရဲ့ဘဝဇာတ်ကြောင်းကိုအခန်းကဏ္ဍ9ခုနဲ့အသေးစိတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အဘတ်အိုင်စတိုင်းနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ကြလဲဆိုတာကိုကိုမန့်မှာဝေမျှပေးသွားခဲ့ကြပါအောင်ခင်ဗျာနားဆင်ပေးကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်